嘛，现在面你拿去，这嘛不老白白，改表。现在这嘛了，没几把钱呢，几把钱，几把钱呢。啊！明啦吧，先。他这嘛也打很开吧？打里要顾虑人家家别拉比咯，西不还西蛮看过哩，嘛还不会压啦啦哩。打哩，打得咪。အင်ဂျင်အဖေနဲ့မေလေဒါမိသားစုဓာတ်ပုံရိုက်ဖို့လာတာလေတာရဲ့ ဟုတ်ကဲ့အကဲနဲ့အဒီတွေ့ရဝမ်းသာပါတယ်ဗျာ ဝမ်းသာပါလေသား ဟုတ်ကဲ့ဒီကိုဓာတ်ပုံရိုက်ဖို့ကိစ္စအတွက်နည်းနည်းနောက်ကျသွားတော့တော့ခွင့်လို့ပါနော်ဟိုမှာကွန်မြူကိစ္စလေးရမ်းလှုပ်ရှုပ်နေတော့နားလည်းပြေးကြပါအခုတော့အင်ဂျင်နဲ့တူဓာတ်ပုံရိုက်ရမှာအရင်စိတ်လှုပ်ရှားနေတာဟုတ် ဟုတ်အေးပါကွာမင်းတို့ရွေရောက်လာတဲ့ခါမှာလက်ထပ်ပေးဖို့အတွက်ငါတို့လူချင်းချင်းနေသဘောတူထားကြရတာလေဒီပရိဝေရင်ဓာတ်ပုံရိုက်မဲ့ကိစ္စကလည်းအရေးကြီးတာပေါ့ကွာ ဟုတ်ကဲ့ မင်းဟိုမှာရှိတဲ့အချိန်တော့ရောသမီးလေးအင်ဂျင်နဲ့စကားတွေပြောပြသေးတာ ဟုတ်တားဟိုမှာနေတော့ကတော့အင်ဂျင်နဲ့တူဗီဒီယိုကောတွေလည်းအများကြီးပြောဦးတယ်စကားတွေလည်းအများကြီးပြောဦးတယ်စကားပြောတဲ့အချိန်တိုင်းလည်းအင်ဂျင်ကရီမုံမောပျော်ပျော်ရွှင်ရွှင်နေဆိုတော့ဆဆနောက်နောက်နဲ့ပျော်စရာလေးကောင်းပါတယ်ခင်ဗျအခုအင်ဂျင်နဲ့တူဓာတ်ပုံရိုက်မှာဆိုတော့လေပျော်စရာကောင်းနေချင်ပါတယ်ဟုတ် အေးပါကွာငါတို့လူကြီးချင်းနေအဆင်ပြေဖို့ထက်မင်းတို့လူငယ်ချင်းနေအဆင်ပြေကြတော့ပိုကောင်းတာပေါ့ကွာ ဟုတ်ကဲ့ ဘာလို့လဲကဲသမီးလေးကိုခေါ်အောင်တော့ရဒီမှာဓာတ်ပုံရိုက်ဖို့စောင့်နေရတာအားနာတယ်တော့ဖြစ်နေပြီ ခေါ်သမီးကို အေးချင်းလေသမီးဟိန်းတက်တော့ရောက်နေတယ်အားလုံးပြင်ဆင်ပြီးဆိုရင်လည်းခဏတော့ထွက်ခဲ့ပါအောင်ကွယ် မမီဒါဘယ်လိုဖြစ်တာလဲဗျာ ဟုတ်ပါတော့ ဒီလိုပုံစံနဲ့ဆိုဒါသူနဲ့တူသွားပြီးတော့ဘယ်လိုဓာတ်ပုံရိုက်ရမှာလဲ ဟုတ်သားရဲ့ ကြည့်ပါဦးစပင်းတွေကလည်းစုပ်ဖွားဖွားနဲ့ခေါင်းမာနဲ့ဘောက်တင်နေကြီးပဲညက်ပက်လိုက်တာမမီယာ ပါတော့ ဒါသူ့ကိုလုံးဝလက်မထက်နိုင်ဘူးမမီသူ့ကိုမယူနိုင်ဘူးဗျာ ဟုတ်တယ်အမေလည်းလုံးဝသဘောမနိုင်ဘူးဘက်နဲ့တော့ငါသားနဲ့ယူမယ်မိန်းမဒီလိုပုံဖြစ်နေမိသားစုဓာတ်ပုံရိုက်ဘယ်လိုဖြစ်နိုင်မလဲကဲစဉ်းစားကြည့်လေ ဟိုလေဟိုတမီးရဲ့စပင်းကဟိုနေ့ကဒီအကောင့်လာရှင်ဒီမနေ့ဓာတ်ပုံရိုက်ဖို့ပြင်ဆင်နေတော့မှဒီလိုမျိုးဖြစ်သွားတာပါတမီးတကယ်မသိပါဘူးရှင်တခုခုမားနေတာဖြစ်ပါလိမ့်မယ်ဖြုတ်ပါ ဒီမှာတော့မခင်ကျမသမီးကိုရှင်အဲ့လောက်ကြီးပြောကြမလို့ဘူးရှင်သာဘာတွေတာနေလို့လဲနိုင်ငံခြားကဘွယ်လေးတစ်ခုရတယ်လို့ဆိုပြီးမာနတွေလာကြီးပြနေ ဟာဘာလို့တော်တာမသားလားနားမလဲဘူးဗျာကို့ခေါင်းပေါ်မှာရှိတဲ့စပင်းဟိုတောင်တန်ဖိုးမထားတတ်တဲ့မိန်းမမျိုးကျွန်တော်လုံးဝလက်မထက်နိုင်ဘူးလုံးဝမယူနိုင်ဘူးဗျာအခုသူ့ကိုလက်ထပ်မဲ့အစီအစဉ်တွေအားလုံးကိုလည်းကျွန်တော်ဘက်ကနေပဲဖြတ်သိမ်းတယ် ဒီမှာရှင့်သမီးရဲ့နင့်နာကြီးကျမဘယ်လောက်ပဲကဲပြော ဒီမှာရှင်တို့လည်းကျမကိုအဲ့လောက်ထိနေနေတာပြောစရာမလိုပါဘူးရှင်တို့ပြောထားတဲ့စကားတွေကိုရှင်တို့မှတ်ထားရင်တော့ရှင်တို့ကျမကိုပြောခဲ့တယ်လို့မျိုးရှင်တို့လည်းကျမလိုမပြစ်ပါစေနဲ့ရှင်တို့ကျမစကားမြဲမြဲမှတ်ထားကြရင်ရှင်တို့လည်းကျမလိုမပြစ်ပါစေနဲ့ပြစ်ပါစေနဲ့ရှင်တို့ကျမစကားမြဲမြဲမှတ်ထားကြရင် သားလေအိမ်မက်ဆိုရင်မပြန်ပြီလားသားရဲ့ ဟုတ်တယ်မမီယာအတိတ်ကရေဆိုးရတာဟိုအိမ်မကြီးချောင်းစံနေမမီယာ ကဲပါသားရဲ့ရေအေးအေးလေးတောက်လိုက်ပြီးတော့ဖျားရှိခိုးလိုက်အားလို့စင်ပြေးသွားလိမ့်မယ်နော်သားနော်ကြအေးနော်သားနော်
မလီရလိုက်တာဟဲ့ဘလို့တော့ယားနေလဲမသိဘူးအမလီစပီမမီ ဟေး မမီဒီမှာကြည့်ပါဦးလားသားစပင်းနေတအားကျွတ်နေပြီ တော့ဟုတ်ပါတော့ဟေး ခေါင်းတစ်ခုလုံးလဲရားပြီးတော့လေတစ်ခုခုမူးမမှန်တယ်လို့ခံစားနေရတယ်မမီကဒါသူ့ယူသားလို့တော့မဟုတ်ဘူးမမီအင်ဂျင်ရဲ့ကျင်းသားကြောင့်ပဲဖြစ်မယ်ထင်တယ်မမီ အေးဟုတ်တယ်တာပြောတာမှန်တယ်အင်ဂျင်လောက်တာပဲဖြစ်မယ်ဟေးဟုတ်မယ်အမေလည်းဒီလားစပင်းနေလို့ဒီလိုကြိုင်လိုက်တာနဲ့စပင်းကအထွေးလိုက်ပြုတ်ကြတာတားရဲ့တိလားငါတို့တော့ကောက်ပါပဲတော့ခေါ်ရများပြီးရာတာဆိုတာတော့ဟေးဟေး တခုခုကြံပါအောင်ဗျာမမီဒီလိုသာဆက်တော်နေတယ်တို့ဘယ်လိုလုပ်အောင်မလဲ ဟေးဒီလေဘာလို့ရမလဲဒီနေပါဦးသားရဲ့ငါစဉ်းစားပါအောင်မနေပါဘူးငါရာလို့သိတော့မယ်ဟဲ့ မင်းတို့ရောက်လာကြပြီကို ဟုတ်ကဲ့ပါဘော ဘိုးတော်ကျမတို့တာမီကိုကဲပါအောင်ဘိုးတော်ရဲ့ကျမတို့တာမီလေးချိန်စာမိတယ်လို့ခံစားနေရပါတယ်ဘိုးတော်ရဲ့ခေါင်းတွေကလည်းရာပြီးတော့စပင်းတွေလည်းကျွတ်ကြနေတာပဲဘိုးတော်ရဲ့ ဟုတ်ပါတယ်ဘိုးတော်ရဲ့ကျွန်တော်လည်းမမီလိုမျိုးပဲခေါင်းတွေတအားရားပြီးတော့ညဆိုလုံးဝအိတ်လို့မရပါဘူးဗျာဒီအဖြစ်ဆိုးတဲ့ချိန်စာကြီးကနေလွတ်မြောက်အောင်ကျွန်တော်တို့ကူညီပေးပါအောင်ဗျာ သိတယ်မင်းတို့ဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကိုငါသိတယ်ကဲအဲ့လက္ခဏာပြင်မင်းတို့ဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကိုဖြည့်ရှင်းပြီးငါတွေ့ပြီအဲ့ပြဿနာကိုဖြည့်ရှင်းဖို့တော့ကအီးရန်နီးရပဲဖြည့်ရှင်းပေးနိုင်မှာ ENE ဆိုတာဘာလဲဗျဘိုးတော်ကျွန်တော်နားလည်အောင်ရှင်းပြပေးပါအောင်ဗျာ မင်းတို့နားလည်အောင်ဖြည့်ရှင်းပေးနိုင်ဖို့ကမင်းတို့စော်ကားပြောဆိုခဲ့တဲ့မိန်းကလေးရပဲဖြည့်ရှင်းပေးနိုင်မှာအဲ့ဒီမိန်းကလေးကိုပဲအရင်ရှာကြဒါလေးရေသွားမယ်လေ ဟုတ်ပါပြီ သွားမယ်ဟာလို့နာတော့ဟေးဟာလေ မအောင်မအဲ့အင်းကြီးမလာပါဘူး အင်ဂျင်တော့ ဟုတ်တယ်မမီ သွားမယ်လာတာအမလီဝမ်းသားလိုက်တာဟဲ့သမီးအင်ဂျင်မလား အင်းကြီးမင်းအင်းကြီးမလာ ဟုတ်ပါတယ်သူတွေများလဲလို့ကိုဟင်းတက်နဲ့အန်ဒီအောင်မခင်စရူမာရီကမတွေ့တာကြဘူးနော် သမီးလေးရေအမေကသမီးကိုလိုက်ရှာနေတာသိလားသမီးလေးကချောလာလိုက်တာသမီးရဲ့စပင်းကလည်းဖြောက်စင်းတာပဲနော်သမီးနော် ဟုတ်တယ်နော်အင်ဂျင်မင်းအရင်လာလာတယ်ပြီးတော့လေကတို့စတူဒီယိုမှာပြောခဲ့တဲ့ကိစ္စကြီးအားလုံးအတွက်ကိုမင်းကိုတောင်းပန်ပါတယ်နော်မင်းချိန်ခဲ့တဲ့ချိန်သားတွေအားလုံးကိုလည်းကိုရိုးစီကနေပြန်ပြီးတော့မှယူပေးပါနော် ချိန်စာကျမကဘယ်တော့မှချိန်စာတိုက်ခဲ့လို့လဲ အမေလည်းတောင်းပန်ပါတယ်သမီးရေအမေတို့ရဲ့လေချိန်စာတွေကိုပြန်ယူသွေးပါပါနော်သမီးနော် ဟုတ်ပါတယ်အင်ဂျင်ရဲ့မင်းအဲ့ဒီနေ့ကကိုရိုးကိုချိန်ပြီးခဲ့တာကိုရိုးသားမင်းเนี่ยလုံးဝနေလို့မရအောင် ဟုတ်ကဲ့ စပင်းနေလဲကျွတ်လိုက်ခေါင်းနေလဲရားလိုက်ဟာကုံပြောမယ်ကွာညတိုင်းလုံးဝအိတ်လို့မရခဲ့ဘူးအိတ်မက်ဆိုကြီးတစ်ခုလိုပဲကွာအဲ့တော့မင်းရဲ့ချိန်သားတွေကိုကိုရိုးစီကနေပြန်ယူပေးပါကွာနော် မဟုတ်တာဟဲ့အဲ့တော့ငါစတူဒီယိုမှာဒေါသထွက်ပြီးတော့ရှက်ရှက်နဲ့ပြောခဲ့တာဘာချိန်စာမှမဟုတ်ဘူးပြီးတော့အခုဖြစ်နေတဲ့ပြဿနာတွေကငါရင်တော့ဖြစ်ခဲ့တဲ့ပြဿနာနဲ့အတူတူပဲနင်တို့အိမ်မှာလည်းခေါင်းလျှော်ရီတစ်ခုခုမှားသုံးလို့နေမှာပေါ့ ဘာပဲဖြစ်ဖြစ်ဟာမင်းကိုတို့ကိုကူညီပေးပါနော် ကဲဟုတ်ပါပြီဒီမှာအမတ်တက်ကြီးစိုက်တစ်ဆိုင်မှာသွားပြီးတော့အေးစစ်စကားပြောကြတယ် ဟုတ်ကဲ့ပဲ ဒါဘာကြီးလဲအင်ဂျင်อ่ะ
ဒါက E&E ကထုတ်ထားတဲ့ရှမ်ပူလေအင်ဂျင်နဲ့စတူဒီယိုမှာတော့သပင်ပြဿနာနဲ့ဒုက္ခရိုက်ခိုင်တော့ဒီရှမ်ပူစပြီးတော့သုံးခဲ့တာသူကရှမ်ပူပြင်ပေါင်းစေးရောနှက်စေးရောထပ်ပြီးတော့ထုတ်လုပ်ထားသေးတယ်တဘာဝကထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေဖြစ်တာမို့လို့စံသားကိုပြန်လည်ပြီးတော့ပြုပြင်ပေးနိုင်တယ် ။ဩဒါကြောင့်မလို့မင်းရဲ့စပင်းကြီးအရန်ပြောင်းလိုက်ပြီးမှလှလာတာဟုတ်။မမီသားတို့ရှာနေတဲ့ E&E ဆိုတာဒီရှမ်ပူပဲဗျ။သားတို့ရဲ့စပင်းပြဿနာတွေကိုဖြေရှင်းပေးနိုင်ပြီမမီ ဟုတ်လေဒါဗမာပြည်တုတ်ကြီးလေကောင်းပါမလား တဘာဝကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ထုတ်ကုန်မို့လို့ထင်မသေးလိုက်ပါနဲ့အန်ဒီသူကနိုင်ငံတော်အဆင့် MSME ထုတ်ကုန်စုတစိတ်ရရှိပြီးသားပါအဲဒါကြောင့်မလို့ရုံရုံကြည်ကြည်နဲ့စိတ်ချစွာသုံးပြနိုင်ပါတယ် ဝမ်းသာလိုက်တာသမီးကိုလည်းကျေးဇူးတင်လိုက်တာသိလားသမီးကဲလို့ပဲနမို့လားဆိုအမေဘောကမတွေးသေးစရာပဲသိလား ။ပြီးခဲ့တဲ့ကိစ္စကြီးအားလုံးတော့ကိုမင်းကိုတောင်းပန်ပါတယ်နော်။ကိုခွင့်လွှတ်ပေးပါနော်အင်ဂျင် ဖြစ်ခဲ့တာလည်းဖြစ်ခဲ့ပြီးပါပြီဆိုတော့တိတ်ကိုတိတ်မှပဲထားခဲ့လိုက်ပါတော့အခုရှမ်ပူရဲ့ပေါင်းစေးရဲ့နှက်စေးရဲ့ကိုသုံးပြီးတော့ကြိုးရသက်ကိုပြုတ်ပြီနော် ။ဟုတ်ပါပြီဒါ။